community committee မှာ slide Elvan Cora နဲ့ Good K ခိုင်တို့ဖိတ်ခေါ်ပါတယ် Sing Organization မှာဒေါ်ဒါနဲ့လီလီဖြစ်ပါတယ်ပြီးတော့
ရှင်မ on screen မောင်နဲ့ link နေဟိုးကိုဖိတ်ခေါ်ပါတယ် and my boy Dot. ဒီမှာတော့ Zone Faith Christian Fellowship မှာစလိုက်ပြခွန်ထန်းနဲ့ My Boy တို့ဖြစ်ကြပါတယ်ဒီကောင်းတွေရပေးကြမယ် Zone Refugee Community မှာနေမင်းဦးနဲ့ Rosie Moy တို့ဖြစ်ပါတယ်